တက်ရှိလမ်းကြောင်းပိုးဝင်ခြင်းကကူးစက်မှုနှုန်းမြင့်မားတယ်ပြန့်နှံ့မှုနှုန်းမြင့်မားတဲ့ရောဂါတစ်ခုဖြစ်ပါတယ်လူတိုင်းလည်းဒီ ARI ကိုဖြစ်နိုင်ပါတယ်ဖြစ်လဲဖြစ်ဖူးကြပါတယ်သူ့ရဲ့လက္ခဏာတွေပေါ့နော်သူ့ရဲ့လက္ခဏာတွေကတော့ဖျားတာပါမယ်နှာစီးနှာရည်ယူပါပါတယ်ချောင်းဆိုးတာရှိမယ်ပင်ပန်းသွမ်းနေတာတွေရှိပါတယ်ခန္ဓာကိုယ်ကိုက်ခဲတာရှိမယ်လည်ချောင်းနာတာဖြစ်တယ်ပေါ့နော်ခုနောက်ပိုင်းဆိုဒီလည်ချောင်းနာတာတွေကကျွန်တော်တို့တော်တော်ဖြစ်ကြတယ်သူရဲ့ဒီလက္ခဏာအစမှာဆိုရင်တော့ဒီချောင်းဆိုးတာလေးဖျားတာလေးနဲ့စမယ်နှာစီးနှာရည်ယူပေါ့နော်ဒါတွေဖြစ်တယ်နောက်တစ်ခုကဒီတက်ရှူလမ်းကြောင်းသူကတိုက်ခိုက်တာဖြစ်တဲ့အတွက်အသက်ရှူကကြက်တာတွေခတ်တာတွေအသက်ရှူလိုက်အတန်မြည်လဲဝီစိန်တွေထွက်တာတွေပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်ယောဂပြင်းထန်လေးပိုဆိုးလေးဖြစ်ပါတယ်respiratory tract infection ကနှစ်မျိုးရှိတာပေါ့နော် upper respiratory tract infection လို့ခေါ်တဲ့ URTI ရှိရယ် lower respiratory tract infection လို့ခေါ်တဲ့ LRTI ရှိပါတယ် upper ဆိုတဲ့သဘောကတော့ကျွန်တော်ဒီအသက်ရှူလမ်းကြောင်း system ရှိတယ်ပေါ့နော်အဲ့ဒီဟာရဲ့အပေါ်ပိုင်းဖြစ်တဲ့အတွက်နှာခေါင်းလည်ကြားအဲ့နေရာအထိပဲပိုးကဝင်ပြီးတော့တိုက်ခိုက်တယ်လို့ရေပြမှတ်လို့ရပါတယ်အဲ့တော့ဆိုတော့သူကပြင်းထန်မှုတော့တိတ်မရှိဘူးပေါ့နော် lower respiratory tract infection LRTI လို့ခေါ်တဲ့ကြာတော့သူကအဆုပ်ပိုင်းထဲအထိကိုဝင်ရောက်တိုက်ခိုက်ပါတယ်ယောဂပိုးကနေပြီးတော့ဆိုတော့ဒီထဲမှာတော့သူကပြင်းထန်မှုတွေရှိလာနိုင်တယ်ဆိုတော့ဥပမာအဖြစ် pneumonia bronchitis လို့မျိုးပေါ့နော်ပြောရင်စုပ်ပြုံလေးရောင်တာမျိုးတွေအထိဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီ LRTI ကတော့ဒီအောက်ပိုင်းအထိစုပ်နေရာအထိတိုက်ခိုက်တာဖြစ်တဲ့အတွက်သူ့မှာတော့ပြင်းထန်မှုရှိမယ်ဆေးရုပ်တက်ရတာရှိမယ်ဆိုပြီးတော့ပြောထားပါတယ်နောက် slide လေးဆက်ကြည့်ကြရအောင်